အသေးကြီးလျင်ဖျဲသည့်သာစားပါအသေးယောဂနှမျိုးရှိပါသည်ရုတ်တရက်ဖြစ်သောအသေးယောဂနှင့်နာတာရှိအသေးယောဂတို့ဖြစ်သည်ရုတ်တရက်ဖြစ်သောအသေးရောင်အသားဝါယောဂမှာပိုးဝင်၍တော်၎င်းအပူဆက်အရက်တေစာတောက်စားများ၍တော်၎င်းဆေးထိုးဆေးစားများ၍တော်၎င်းရုတ်တရက်ဖြစ်သောဝေဒနာဖြစ်သည်ဆေးကုရလွယ်ပြီးအပြောက်မြန်သည်ဆင်ကျင်ပြီးနေထိုင်လျင်ဓာတ်စာဖြင့်ပင်ပျောက်ကင်းတတ်နိုင်ပါသည်နာတာရှည်အသေးယောဂများမှာအသေးကြီးခြင်းအသေးအစီဖုံယောဂအသေး6ယောဂအသေးတွင်ပိုးတွေကပ်နေသောယောဂမှုတတ်သောယောဂများဖြစ်သည်အနောက်တိုင်းဆေးပညာအရဝမ်းကိုက်ပိုးဘီပိုးစီပိုးများသည်ယခုခေတ်တွင်အလွယ်တကူကူးစက်နေသည်မတန်ရှင်းသောအစားအသောက်များအသုံးအဆောင်များပစ္စည်းကိရိယာများဈေးဆေးရုံဘတ်စကားများစပင်ညက်ဆိုင်များစသည်တို့တွင်ကူးစက်မှုအများဆုံးဖြစ်သည်ဟုဆိုသည်မြို့ကြီးပြကြီးများလူနေထူထပ်သောနေရာတွင်နေထိုင်သူများအဖို့နေ့စဉ်အသေးယောဂရဖို့ရှောင်လွှဲမရနိုင်အောင်ကြုံတွေ့ရလေရှိသည်နှစ်ပြန်ကျော်နှင့်အကျော်စီများမှလည်းအသေးစီဖုံယောဂကိုဖြစ်စေသောအဓိကအချက်များဖြစ်နေသည်မန္တလေးကဲ့သို့ပူပြင်းသောအရက်ဒေသများတွင်အရက်တေစာတောက်သုံးသူများတွင်လည်းအသေးကြီးယောဂအဖြစ်များသည်အရက်ဘီယာဆိုင်များအရက်ချက်စက်ရုံများထုတ်လုပ်ရောင်းချသူများကိုကန့်သတ်မှုမရှိလျင်ပို၍ပင်ဆိုးလာနိုင်သည်အရက်ကြောင့်ဖြစ်သောအသေးယောဂမှာနောက်ဆက်တွဲဖောရောင်သောရေပြင်းဆွဲယောဂနှင့်နှီးကုန်းချုပ်အသက်ဆုံးရလေရှိသည်ကြော်ညာရောင်းချသောအသေးအားဆေးများသည်အရက်သမားများ၏အသက်ကိုမကယ်နိုင်ပေအသေးကင်ဆာနှင့်သေဆုံးရသူများမှာဆေးအားကိုးသူများဖြစ်ကြောင်းတွေ့ရှိရသည်ရာသီစာမျိုးမျိုးတွင်ပူသောရာသီဥတုနှင့်လည်းအဆင်ပြေအသေးယောဂသမားများအတွက်လည်းအကျိုးပြုစေနိုင်သောဓာတ်စာတစ်မျိုးကိုတင်ပြရလျင်ယခုအချိန်တွင်ပေါ်ပေါ်ရနိုင်သောဖျဲသီးကိုပင်တင်ပြရမည်ဖြစ်သည်ဖျဲသီးသည်အေးစာဖြစ်သည်နှုံးတင်မြေနှင့်ကိုင်းမြေများမြစ်ကမ်းချောင်းကမ်းဆက်တဲတောင်ခုံများတွင်စိုက်ပျိုးလျင်ဖြစ်ထွန်းအောင်မြင်သောအသီးမျိုးဖြစ်သည်ဖျဲစိုက်သူများသည်ပြည်တွင်းသာမကနယ်စပ်မှပြည်ပသို့တင်ပို့ရောင်းချနိုင်ကြသည်ဖျဲသီးသည်အာဘောဓစာဖြစ်သည်ဖြင့်အစာအိမ်ကိုအေးမြစေပြီးအစာအိမ်ပူလောင်ခြင်းကိုတက်တာစေနိုင်သည်ဝမ်းမီကိုငြိမ်းစေနိုင်သည်ဖြင့်တတိပြုရန်မှာထမင်းမစားမီကြိုတင်၍ဖျဲသီးကိုမစားသင့်ပေဝမ်းမီငြိမ်းသွားသည်ဖြင့်ထမင်းစားသောအခါအစာမကြေဖြစ်တတ်သည်ဖျဲသီးတခွားသီးသမောသီးမဲ့များကိုစားသုံးလျင်ထမင်းစားပြီးမှသာစားသုံးသင့်သည်ဖျဲသီးသည်ဓာတ်စာဖြစ်စားလျင်နေ့လယ်မွန်းတဲ့ချိန်12နာရီမှ1နာရီချိန်တွင်စားရမည်ဟုရှေးဓာတ်စာဆရာကြီးများကဆိုသည်ထိုအချိန်တွင်အစာမစားဘဲဖျဲသီးကြီးတီးတန့်တဝစားပေးခြင်းဖြင့်ဝမ်းတွင်းအပူအောင်းသောယောဂမှန်သမျှကိုပျောက်ကင်းစေနိုင်သည့်အပြင်ကြောက်တည်သောယောဂကိုလည်းတက်တာစေနိုင်သည်အထူးသဖြင့်ကွန်းစားသူများတီးချီအိတ်ကြောက်တည်သူများကြောက်ကက်ကြောက်ရှိသူများအသေးကြီးယောဂရှိသူများနေပူမီပူနှင့်အလုလုရသူများဤဓာတ်စာကိုတပတ်လျင်3ကြိမ်ခန့်စားသုံးပေးလျင်တက်တာစေနိုင်သည်နေမွန်းတဲ့ချိန်ဖျဲသီးစားခြင်းကိုမှန်မှန်ရက်တပတ်ခန့်ပြုလုပ်သဖြင့်ကြောက်ကက်မှကြောက်တည်ယောဂရှိသူတဦးကြောက်များပြုတ်ကျပြီးစီးသွားရာတွင်ပါလာသည်ကိုလွန်ခဲ့သော10စုနှစ်ခန့်ကတွေ့ဘူးပါသည်ဂျပန်ဖျဲခေါ်ဖျဲသီးဝါရောင်စား၍ကြောက်ကြဘူးသူများလည်းရှိသည်ဟုကွန်းရရောင်းသူတဦးကပြောသည်ကိုလည်းမှတ်သားရဘူးသည်အသေးကြီးသောယောဂမှာတိုင်းရင်းမြန်မာဆေးပညာအယူဆအရအသေးတွင်အပူငုတ်သောယောဂဖြစ်သည်ဖြင့်ဖျဲသီးကိုယခုရာသီချိန်တွင်မှန်မှန်စားသုံးပေးခြင်းဖြင့်တက်တာနိုင်ကြောင်းတင်ပြလိုက်ရပေသည်ကျမ်းမာပျော်ရွှင်ကြပါစေ